မှာပေါ့နော်အမျိုးသမီးတယောက်ကဒီ ICE ရဲ့စစ်စင်ရေးမှာသူဝင်ပြီးနှောက်ယှက်ပြီးတော့မှတားဆီးတဲ့အခါမှာ ICE ကသူ့ကိုတားဆီးတယ်ပေါ့နော်ဒီကားပေါ်ဆင်းပြီးတဲ့အခါတော့မဆင်းမနဲ့ဒီ ICE ကိုကားနဲ့မောင်းပြီးတော့မှပေါ့နော်ထွက်ပြေးဖို့လုပ်တယ်တိုက်ပြီးတော့ထွက်ပြေးဖို့လုပ်တဲ့အခါမှာICE ကနေပြီးတော့သူ့ကိုတင်းနဲ့တုတ်ထိပြစ်လိုက်တဲ့အခါမှာပြေးသွားတာဖြစ်တယ်အဲဒါကြောင့်မို့မီနီဆိုးတာပြည်နယ်မှာဆိုအကြီးကျယ်စုပတောင်းကြမ်း ICE ဘက်ကလည်းပြောထားတာပေါ့နော်ဒီမျိုးသမီးကပေါ့နော်ကားပေါ်နေဆင်းလို့ပြောတဲ့အခါမှာအတိုင်းပြည်ရဲ့ဥပဒေကိုမလိုက်နာဘဲနဲ့ပေါ့နော်ဒီကားမောင်းပြေးတယ်ပြေးပြီးတော့ခါကြတော့ဒီမှာရဲ3ယောက်ရှိရပေါ့နော်3ယောက်ထဲကတယောက်ကိုတိုက်ဖို့ရန်အတွက်ကြံစီမှုဆိုပြီးတော့ရဲကလည်းအမေရိကန်တွေကတော့ဒီတိုင်းပြည်မှာနေတယ်ဆိုလို့ရှိရင်ပေါ့နော်ဒီရဲတွေတို့စစ်သားတွေတို့တယောက်ကတားတယ်ဆိုလို့ရှိရင်ပေါ့နော်ကျမတို့ရက်ပေးရတယ်ဒါဥပဒေဖြစ်တယ်ပေါ့နော်မရက်ဘူးဆိုရင်တို့ကဖမ်းပိုင်ခွင့်ရှိတယ်ပေါ့နော်အဲဒါကြောင့်မို့တချို့ကလည်းဒီ ICE တွေဘက်ကနေပြီးတော့အများကြီးရက်တည်ကြတယ်ပေါ့နော် line ပေါ်မှာပြန့်နှံ့နေတာပေါ့နော်ဘလူးပြန့်နေတာ